ဒီနေ့ကျွန်တော် future tense ၄မျိုးအကြောင်းကိုရှင်းပြသွားမယ် future tense မှာ present tense နဲ့ past tense လိုမျိုးပဲ၄မျိုးရှိတယ်အဲ့တော့ future tense ရဲ့၄မျိုးကဘာတွေလဲဆိုလို့ရှိရင်နံပါတ်1က future simple tense နံပါတ်2ကကျတော့ future continuous tense နံပါတ်3က future perfect tense နံပါတ်4က future perfect continuous tense အခုစပြီးတော့ future simple tense ကိုရှင်းပြ future simple tense ရဲ့ verb form က will plus base form verb နဲ့တိဆောက်ထားတာပေါ့အဲ့တော့ will ကသူက auxiliary verb ဖြစ်တယ်เนาะဒီ auxiliary verb ဆိုတာက modal verb ကိုပြောတာ can could will would shall should အဲ့လိုစကားလုံးမျိုးတွေထဲမှာပါတဲ့စကားလုံးဖြစ်တယ်ဒါကြောင့်သူတို့ရဲ့နောက်မှာ can could shall should will would စတဲ့ modal verb တွေရဲ့နောက်မှာလိုက်တဲ့ verb ဟာ base form verb ပဲဖြစ်လို့ရတယ် original verb လို့လည်းခေါ်တယ်ပေါ့ပြီးတော့ verb 0ဆိုပြီးတော့လည်းပဲခေါ်တယ် s တို့ es တို့ ed en တို့မပါတဲ့ verb ကို verb 0 original verb base form verb လို့ခေါ်တယ်။ဘာကြောင့်လဲသူရှေ့မှာဘာလို့ရှိလို့လဲ modal verb ရှိတဲ့အတွက်အဲ့တော့ future simple future ရဲ့ verb form က will or shall ပေါ့။များသောအားဖြင့် will နဲ့သုံးတယ် will ရဲ့နောက်မှာ base form verb နဲ့တွဲသုံးတာအဲ့တော့ဒီ simple future ကိုဘယ်နေရာမှာသုံးလဲဆိုလို့ရှိရင်အနာဂတ်နဲ့ပတ်သက်ပြီးတော့ချက်ချင်းဆုံးဖြတ်ချက်ချင်းထလုပ်တဲ့ကိစ္စမျိုးတွေမှာသူက future simple tense ကိုသုံးတယ်ဥပမာကိုကတကားပိတ်ဖို့မေ့သွားတယ်လမ်းရောက်မှသတိရတယ် oh I forgot to lock my door I will go to lock my door နော်ငါတကားပိတ်ဖို့မေ့သွားပြီငါသွားပြီးတကားပိတ်လိုက်မယ်အဲ့လိုပါဇက်တွေကချက်ချင်းကြေညာပြီးတော့ချက်ချင်းလုပ်လို့ရှိရင် will ကိုသုံးတယ်ပြီးတော့တာမန်ကိစ္စမျိုးတွေမှာ I will go to somewhere I will go abroad next yearနောက်နှစ်ငါနိုင်ငံခြားသွားမယ်စသဖြင့်ပေါ့အဲ့ဒါမျိုးတွေကြားလို့ရှိရင် will ကိုသုံးတယ်နောက် prediction လို့ခေါ်တဲ့ခန့်မှန်းတဲ့ကိစ္စတွေမှာ will ကိုသုံးတယ် simple future မှာသုံးတဲ့အသုံးအနှုန်း၃မျိုးရှိတယ်တစ်မျိုးက will ကိုသုံးတယ်နောက်တစ်မျိုးက going to ကိုသုံးတယ်နောက်တစ်မျိုးက verb to be msr plus verb ing ဖြစ်တဲ့ present continuous ကိုသုံးတယ်အဲ့တော့ will ကိုသုံးပြီဆိုလို့ရှိရင် prediction နဲ့ decision right now ပေါ့အခုချက်ချင်းဆုံးဖြတ်အခုချက်ချင်းလုပ်ရတဲ့ကိစ္စတွေအဲ့ဒီနေရာမှာ will ကိုသုံးရတယ် going to ကကျတော့ဘာပါမှလဲဆိုရင်ဆုံးဖြတ်ချက်ပါမှ decision ကြိုဆုံးဖြတ်ထားရမယ်ကြိုပြီးဆုံးဖြတ်ထားတဲ့ကိစ္စမျိုးတွေကြရင် going to ကိုသုံးတယ်အခုဥမာI am going to go somewhere เนาะကိုကြိုဆုံးဖြတ်ထားတယ် I am going to go somewhere with my friend ငါတငယ်ချင်းနဲ့အတူငါတနေရာကိုသွားမယ်ကြိုဆုံးဖြတ်ချက်ပါလို့ရှိရင် going to ကိုသုံးရတယ်ပြီးတော့ going to က near future အတွက်လာမဲ့အနာဂတ်နီးနီးကပ်ကပ်ကလေးကာလမှာရုတ်တရက်ဖြစ်တော့မဲ့အခါတွေမှာ going to ကိုသုံးတယ်ပြီးတော့ present continuous က decision နဲ့ arrangement ပါရမယ်ကိစ္စတစ်ခုလုပ်မယ်ဆိုပြီးဆုံးဖြတ်ထားတာလည်းပါမယ်အဲ့ဒီကိစ္စလုပ်ဖို့အတွက် arrangement စီစဉ်ထား